Hello မမတို့ရေဒီနေ့ဂျပန်ချီလေးဘောင်းမီအရှိရောက်လို့မိတ်ဆက်မယ်နော်ဒီဂျပန်ချီလေးက quality ကောင်းတယ်ဝေးရတာကျမကြီးနဲ့ညီညွတ်ပြီးတော့အေးမြတာပေါ့နော်ကာလာလေးက9ရောင်လာပါတယ် site လေးပြောပေးမယ်ဈေးလေးပြောပေးပါမယ်ရှင့်အခုစစဆုံးပြမှာကတော့ဒီလိုဖြူရောင်လေးပါမတို့ခါးပတ်လေကမြှော့ကြိုးလေးပေါ့နော်ခါးကြလို့ရှိရင်ဒီမဆွဲပဲတိုင်းရင်တော့30ပေါ့ဆွဲလိုက်လို့ရှိရင်38တိရပါတယ်တင် site ကတော့48ပါမတို့ရဲ့ဘောင်းမီလေးရဲ့ဒီလိုဘောင်းမီလေးရဲ့အရှိကကြလို့ရှိရင်36ပါရှင်ပန်ဒီမှာအောက်ခြေကဒီလိုပန်းထိုးလေးတွေနဲ့ပေါ့နော်သူ့ပန်းထိုးလေးတွေကလည်းတအားကောင်းပါတယ်ပန်းအကျစ်ထိုးလေးတွေပေါ့နော်ဒါကဖြူရောင်လေးပါဈေးနှုန်းလေးက9800ပါနော်ဒါဖြူရောင်လေးပါရှင်အမတို့ရဲ့ပေါင်ချိန်ဆိုလို့ရှိရင်ပေါင်ချိန်က130ကနေ180လောက်ထိပို့လို့ရရနော်ဒါကလက်ပြရောင်လေးပါရှင်မတို့ရေမစိုးထဲဆိုင်ကနေမိတ်ဆက်ပေးပါရနော်ရာရောက်တဲ့မြို့တိုင်းကိုအိမ်ရောက်ငွေချေရပါတယ်ရှင်ဒါကအသားရောင်လေးပါဒါလေးကအစိမ်းပုတ်ရောင်လေးနော်သူ့ရောင်လေးလည်းတအားကောင်းပါတယ်နေပူလာရင်ဝတ်လို့ကောင်းမဲ့ဂျပန်ချီလေးပါရှင့်ဒါအစိမ်းပုတ်ရောင်လေးပါရှင့်အခုနောက်ဆုံးလေးကတော့ပန်းသခွားရောင်လေးပါနော်ဈေးလေးက9800ပါမတို့ရေကျေးဇူးတင်ပါတယ်